လေပိုကလူငယ်အတွက်အများဆုံးခန္ဓာမာနနဲ့သိက္ခာကိုခတ်တင်းနဲ့စုပ်ကိုင်းလူပြိုခြင်းတွေကိုစားသုံးခံရဟုတ်ကစကားလုံးတန်များကိုစိတ်ကနူငယ်ကြားတော့ခံစားတတိကိုရှည်တဲ့နေတဲ့အားမုံမှန်ကြွလောကရန်ကိုမကြောက်ခဲ့အားသုံးခံချလူဖြစ်စဉ်သမိုင်းတွင်ဝါဒပေါက်မေးပိုက်တဲ့ကဒီကဝင်ဒီကထွက်ညနေညံနဲ့တွေစီကားချက်ကကဘာမြေကြီးတောင်ငိုရခက်ရီရခက်မကောင်းတဲ့ချင်းစရာလူတွေရဲ့ဗီဇာတော့အေဂျင့်မှုတွေပဲယူဆောင်ပေးခဲ့တန်စင်လူဂီတလက်မြစ်တာနဲ့ရေးဆွဲထားတဲ့စုပ်ချက်ကြီးကြီးကချက်ကိုမလုံးနိုင်ဗိဇာမပွားပါနဲ့သက်ရှူတန်တိုင်းမှာသိက္ခာတရားပါတယ်တယောက်နဲ့တယောက်စိတ်လာရတာနဲ့ဒေါသတွေထိမရကိစ္စများလာမယ်ချိုးတဝက်ကိုအတိမ်မှာထားလာခဲ့ဖြည်းဖြည်းနဲ့သိက္ခာကြလာမယ်ခုံတွက်တင်မရှိလို့လူချင်းတူတော့သုံးသက်အကျိုးဆက်ကလိပ်ပြလာပါတယ်လူဘောတရားစိတ်တွေကိုမသိချင်ဘူးနှုတ်ကထွက်သမျှစကားတိုင်းကစိတ်ရည်လူသားမျိုးနဲ့ရည်ကြည်မှုကဖိတ်စင်မှုဘယ်ဖျားမှမင်းကိုမပိတ်ပင်မှုဖြစ်စေခြင်းသောစိတ်ပွင့်တစ်ခုကခွဲခြားမှုတွေမရှိဘဲငြိမ်းချမ်းသာလက်တွေကိုချိတ်ချင်သူ Peace စစ်ပွဲတွေငြိမ်သက်အေးချမ်းသွားအေးချင်သူ You time